မင်္ဂလာပါအတောင်ပံတွေဆုံးရှုံးပြီးနောက်ခွေးကလေးတစ်ကောင်သည်တစ်တော်ဤစိန်ခေါ်မှုများကိုရင်ဆိုင်ရမည်ဖြစ်သည့်ပရွက်စိတ်မွေးခြင်းတွေကိုကယ်တင်ဖို့သူ့အသက်ကိုစွန့်ပါသည်နေ့တော့2013ရဲ့ဇလန်းကိုပြန်ပြောပြပါမယ်ပျောက်ဆုံးပရွက်စိတ်များ၏မင်းစကီကိုချိုင်းလာပါတော့တနင်္ဂနွေနေ့တွင်ကျင်းစဦးမောင်နှံကတောထဲမှာပျော်ပွဲစားထွက်ဖို့ဆုံးဖြတ်လိုက်တဲ့ထိုနေ့နေ့လယ်ကစာအုပ်ဖတ်နေစဉ်ကိုဝင်းဆောင်မျိုးသမီးသည်ကြုံချင်းကိုစတင်ခံစားရသည်ရေတွေကျသွားပြီလို့ခင်ပွန်းဖြစ်သူကိုအကြောင်းကြားတဲ့ချက်ချင်းလူကပျော်ပွဲစားခြင်းတောင်းကိုသူ့ပစ္စည်းတွေနဲ့အတူယူသွားတဲ့ဇနီးဖြစ်သူနှင့်အတူကားပေါ်သို့ပြေးသွားခဲ့သည့်စားစရာတွေအကုန်ချန်ထားထိုနေ့တွင်ပင်ထိုတော်ထဲတွင်ခွေးပေါက်လေး၃ကောင်မွေးဖွားသည့်သူတို့မိဘတွေကသူတို့ကိုပြန်တန်းတက်အောင်တင်ပေးတယ်ဒါပေမဲ့သူတို့ရဲ့အတောင်ပံတွေကိုဘလို့သုံးရမလဲဆိုတာတင်ယူနေစဲပါခွေးကလေးတစ်ကောင်ပြုတ်ကျပြီးရင်ကောင်တစ်ကောင်ကသူ့ကိုလှောင်ပြောင်နေတာကိုကြားလိုက်ရတယ်ပိုးမွှားတွေထွက်သွားတဲ့အခါခွေးကလေးတစ်ကောင်ဟာနောက်တစ်ကြိမ်ပြန်တန်းဖို့ကြိုးစားပြီးတစ်တော်ကိုစူးစမ်းလေ့လာခဲ့ပါတယ်ကျန်တဲ့မိသားစုတွေနဲ့အတူတူမိနစ်အကြာတွင်ရေကန်တစ်ခုပေါ်တွင်ပြန်တန်းနေစဉ်ကလေးဘကသည်တူညီသောပြန်တန်းခြင်းကိုကြုံတွေ့ရသည့်ပိုးကောင်ကသူ့မျက်နှာမှာရင်းနေပြန်တဲ့စိတ်ဆိုးတဲ့ခွေးကလေးတစ်ကောင်သည်တတဝါနောက်သို့လိုက်တော်လဲနောက်ဆုံးတွင်ထောင်ချောက်ထဲသို့ကျသွားသည့်အင်းဆက်တွေမြေကျတဲ့အခါရင်ကောင်များသည်အမျိုးအနွယ်များပေါ်လာပြီးခွေးမတစ်ကောင်ကိုထောင်ဖြတ်ရန်စ조사ကြသည့်ထိုခဏ၌စင်းရဲခြင်းမှလွတ်မြောက်ရန်ဒါပေမဲ့ရင်ကောင်တွေကလိုက်ရှာတဲ့လွတ်မြောက်နေစဉ်ကြောက်တုံးနှင့်တိုက်မိကြောက်အောင်၌ဝတ်ထားသောတွင်းထဲသို့ကြားဤခွေးတစ်ကောင်ပြုတ်ကျသည်နှင့်ဤအတောင်ပံတစ်ချောင်းဆုံးရှုံးပြီးမူးလဲသွားသည့်ရင်ကောင်များသည်ရန်သူအသက်ခံရကြောင်းစစ်ဆေးရန်ထိုနေရာသို့သွားကြသည့်ပိုးကောင်ကိုတွေ့တဲ့အခါတတိလစ်သွားတဲ့နာရီတွေကိုဖျက်ဖို့ဆုံးဖြတ်ကြတဲ့ညသည်မုံတိုင်းနှင့်အတူလာဤခွေးတစ်ကောင်နောက်ဆုံးနိုးလာသောအခါမပြန်တန်းနိုင်တော့ဘူးဆိုတာသူသိတယ်ရာနှင့်ချီသောမျက်လုံးများကသူ့ကိုကြည့်နေသောကြောင့်ထိတ်လန့်သွားသည့်တော့ကိုဖျက်လျှောက်ဖို့ဆုံးဖြတ်လိုက်တဲ့မုံတိုင်းဘေးမှပုံအောင်ရန်လုံခြုံသောနေရာကိုရှာဖွေပါအင်းဆက်သည်အချို့မုံများအောက်တွင်ပုံအောင်ရန်စ조사သည်ဒါပေမဲ့ထွက်သွားခိုင်းတဲ့စိုးသွမ်းသောခရုများသည်ထိုဧရိယာကိုလွှမ်းမိုးထားကြောင်းသိလာသောအခါရှိမီတာအနည်းငယ်လီပါသည်ဘူးခွန်တစ်ခုကိုတွေ့ပြီးအဖုံးတွင်းရှိအပေါက်ငယ်တစ်ခုမှတဆင့်ဝင်ရောက်လာသည်သူတယောက်တည်းကြောက်လန့်နေပေမဲ့ဤဒီမှာညအိပ်ရန်ပြည့်စုံသောနေရာဖြတီကိုသူသဘောပေါက်သည်နောက်နေ့မနက်မှာငငယ်လေးကအင်းဆက်မျိုးမျိုးကိုကြားတဲ့တန်ဘူးကိုရှောက်သွားရင်းထိုနေရာသည်ရွှေတွင်းဖြစ်ကြောင်းမကြမီသူတိလိုက်သည့်လူတိုင်းရန်ဖြစ်နေကြပြီးဘသူကအစားအသောက်ဝေစုအများဆုံးရမလဲမီးချစ်တပူးတောင်မှကျန်းပိုးတွေကြားမှာအငင်းပွားစရာအကြောင်းရင်းတစ်ခုပါပဲခဏအကြာပရွက်စိတ်တစုသည်ရိခါအချို့တဲသည့်နေရာသို့ချင်းကပ်လာသည့်အချက်မှာမန်တဘဖြစ်သည့်ထိုနေရာ၌စိတ်ဝင်စားစရာတစုံတရာရှိနိုင်သည်ကိုသဘောပေါက်သည်စစ်ဆေးဖို့သွားစဉ်မှာသူ့ဖွဲ့ကိုစောင့်ခိုင်းတဲ့ပိုးကောင်ချင်းကပ်လာသည်ကိုမြင်သည်ခွေးကလေးသည်ပုံအောင်ရန်ဘူးတဲသို့ပြန်ဝင်သွားသည့်ပရွက်စိတ်သည်လိုက်သွား၏တကြားလုံးတစ်ချမ်းကိုစားပြီးနောက်သေးငယ်သောတရဝါသည်စွန့်ရင်ပြင်းထန်မှုကိုခံစားရသည်သူတငယ်ချင်းတွေကိုခေါ်ပြီးအကူအညီတောင်းတဲ့ထိုမြင့်မြတ်သောအစာကိုကိုလိုနီသို့ယူဆောင်လာပါထိုအခါပရွက်စိတ်တို့သည်တောထဲကတင်ထားသောအစာကိုစွန့်ကြ၏ဘူးပက်လေကိုဖြန့်ပါတစ်ချိန်ထဲမှာပစ္စည်းကိုတည်သွားပါလိပ်ပြသည်အတွင်း၌ဝတ်ထားဆဲဖြစ်သည်ဖြစ်ပျက်နေတာကိုနားမလည်ဘူးတစ်ခုခုမားနေပြီဆိုတာသူသိတယ်ပရွက်စိတ်တွေကကြောက်နေရန်ကိုဖျက်ဖို့စ조사တဲ့အခါနှင့်အတွင်းရှိအဖုများသည်တစ်ဖက်မှတစ်ဖက်သို့စတင်၍ရားနိုင်သည်စက္ကန့်ပိုင်းအကြာတွင်ဘူးကိုခောက်လိုက်သည်မန်တဘုံနှင့်တွဲပြီးတကြားတုံးတွေထွက်လာတဲ့လိပ်ပြာကဲသို့ပင်အလုသမားတွေကတကြားကိုဘူးထဲကိုပြန်ထည့်နေတော့ဘိုက်ပေါ်မှာလဲနေတဲ့ပိုးကောင်ကိုတွေ့တယ်ပြီးတော့မန်တဘုံကအဲ့ဒါကိုကူညီဖို့စ조사တဲ့လန့်သွားတဲ့ခွေးကလေးကသူ့ကိုယ်သူခုခံကာကွယ်ဖို့အလွန်မင်းသေးစေနိုင်တဲ့တံငွေကိုထုတ်လွှတ်လိုက်ပါတယ်ပရွက်စိတ်ကိုမူးလဲစေတဲ့အိမ်မြောင်တစ်ကောင်ပေါ်လာပြီးဤသားကောင်စီတို့ရှောက်သွားသည့်ပရွက်စိတ်များသည်မမြင်ရန်မျှော်လင့်ချက်ဖြင့်တကြားအလုံးများနောက်တွင်ပုံအောင်နေကြသည်သို့တော်လဲမန်တဘိုကိုတွေ့ရှိပြီးကြိုက်စားတော့မီအင်းဆက်တွေကိုကဲတင်ဖို့အတွက်လရီပါသည်ဘူးထဲသို့ပြန်သွားသည်ကျောင်းမဖွယ်ရာစူညံတန်ကိုစတင်သည့်တရိษံကိုမောင်းထုတ်ဖို့စ조사တဲ့တွားသွားသောအရွက်များကိုထိတ်လန့်စေသည့်ပရွက်စိတ်တွေဟာတောထဲမှာနောက်တရက်ရှင်သန်နိုင်ခဲ့တဲ့သူ့အဖွဲ့ကိုကဲတင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မန်တဘိုသည်လဲဒီဘကကိုမွေးစားပြီးသူ့အဖွဲ့တွင်ပါဝင်လာရန်ဖိတ်ခေါ်သည့်အခုတော့ပိုးနီလေးတယောက်တည်းမဟုတ်တော့ဘူးပရွက်စိတ်များသည်ကိုလိုနီနယ်စီတို့ရှေလျားသောလမ်းကိုဆက်လျှောက်ကြသည့်စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ကြရင်းဇွဲနှမဲနှင့်ဆက်လက်ရက်တီပါမီတာအတော်ကြအောင်ပင်မန်တဘိုသည်သူ၏ကိုလိုနီအဖွဲ့ဝင်များနှင့်ဆက်သွယ်နိုင်သည့်သူ့အင်တင်နာကနေတဆင့်မကြခင်အိမ်ပြန်ရောက်တော့မယ်လို့ကြေညာတဲ့အလုပ်သမားများသည်အလွန်ကြီးမားသောအရာဝတ္ထုကိုတဲဆောင်ကကြောက်ဆောင်အောက်တွင်လမ်းလျှောက်ကြသည့်ပရွက်စိတ်နီအုပ်စုကိုတွေ့သောအခါရက်ဆက်ကြမ်းကြုတ်သောဘီယိုဒရမမက်ဘီယိုဒရနှင့်သူ၏ဂိုင်းသည်ကျမ်းပေါက်ကိုဝန်းရံထားသည့်အစားအသောက်ကိုတိုက်ချင်တာဒါပေမဲ့ငင်းချမ်းရေးကိုပြန်လည်ထူထောင်ဖို့ကြိုးပမ်းမှုပါမန်တဘိုသည်တကြားတုံးယူ၍ရန်သူတို့အားပေးသည့်ထို့နောက်ပရွက်စိတ်နှံ့အုပ်စုကထွက်သွားကြသည်ဒါပေမဲ့ပရွက်စိတ်နီတွေကအဲ့ဒီအဖုလေးတွေကိုမကျေနပ်ဘူးပြိုင်ဘက်တွေကိုလိုက်ဖို့ဆုံးဖြတ်ပါသူအဖွဲ့အန်ရရှိမှန်းသိသည့်မန်တဘိုသည်ထွက်ပြေးရန်အစီအစဉ်ကိုရေးဆွဲသည့်ချက်ဆွဲအားကိုအသုံးချပြီးသူ့အားသာချက်နဲ့သူပါရှိပါတယ်ဘူးရဲ့ထိတ်ကတောင်ပေါ်ကိုတက်ဖို့သူ့အဖွဲ့သားအားလုံးနဲ့ဒါပေမဲ့ဘီယူဒကတော့
လွယ်လွယ်နဲ့စွန့်လွတ်ဖို့မရည်ရွယ်ပါဘူးတန်ချေတက်နေတဲ့ဆိုတာဘူးကိုအသုံးပြုပြီးတောင်ပေါ်ကိုလှိမ့်ချလိုက်တဲ့အုပ်စုနှစ်စုသည်ရေတံခွန်ထဲသို့ကြားရောက်ပြီးမကြမီနှင့်လက်ရှိတည်ဆောင်သွားကြသည့်ခရီးဆက်ဖို့လမ်းမှာကြောက်တုံးတချို့ရှောင်ရမယ်ပရွက်စိတ်နီတွေကသူတို့ရဲ့ပြိုင်ဘက်တွေကိုအမိလိုက်နိုင်သည့်အထိကွန်တိန်နာကိုတွန်းချပါထို့အချိန်မှာခွေးကလေးတစ်ကောင်သည်ရေထဲသို့ကျသွားပြီးရေစီးကြောင်းဖြင့်တည်ဆောင်သွားပါသည်ငါးတစ်ကောင်၏လိုက်ဖမ်းနေစဉ်တရိษံသည်ကြောက်တုံးပေါ်မှဦးကောင်းထိသည့်အထိအရှိန်ပြင်းပြင်းဖြင့်ကူးခတ်သွားသည်သို့တော်လည်းမကြာမီပြန်လည်သက်သာလာပြီးအမဲလိုက်ခြင်းကိုဆက်လက်လှုပ်ဆောင်ခဲ့သည်ငါသည်ခွေးကိုက်ခံရရန်စ조사နေစဉ်ပရွက်စိတ်နှက်များသည်ပေါင်းကူရာတစ်ခုဖြစ်လာသည့်တငယ်ချင်းကိုရေထဲကဆွဲထုတ်တဲ့ရေတံခွန်အစုံကိုရောက်နေပြီဆိုတာသိလိုက်ရတဲ့အင်းဆက်ပိုးမွားများသည်ကြွေကြခြင်းမှကာကွယ်ရန်တကြားဘူးထဲတွင်ခိုအောင်ကြသည်သူတို့တယောက်တည်းမဟုတ်သေးဘူးထူးဆန်းသောငါနှင့်ပရွက်စိတ်နီတို့သည်နောက်မှလိုက်လာကြသည်ဆိုတာသည်နှစ်သွားပြီးတဲထဲတွင်နှစ်သွားသည်ဒါကြောင့်ဂိုင်းကလှေကိုစွန့်ခိုင်းတဲ့ငါမှာတူညီတဲ့ကံကြမ္မာရှိတယ်ဒါပေမဲ့သူ့အခြေအနေကပိုဆိုးတယ်မိမိကောင်းကိုတဲတဲကမတူးနိုင်ရေတကွန်ကန်းသားတို့ရောက်သောအခါမန်းတပုံနဲ့သူ့ဖွဲ့ဟာဘူးနောက်မှာထားခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့လမ်းတစ်လျှောက်မှာအဖူပိန်တွေပဲတဲသွားကြတယ်လို့ဒီပုဒီတောအုပ်ထဲတွင်ပြန်ဝဲနေသောသူ့မိသားစုဟောင်းကိုတွေ့သည်သူတို့နဲ့အမိလိုက်ဖို့စ조사တယ်ဒါပေမဲ့သူ့မှာအတောင်ပံတစ်ခုပဲကြံတော့ပြီးမပြန်တန်းနိုင်သေးပါဘူးစိတ်ပြက်လက်ပြက်ဖြင့်လမ်းသို့ပြန်သွားကပရွက်စိတ်များနှင့်နောက်တစ်ကြိမ်လိုက်ပါသွားခဲ့သည်ညစဉ်အားအင်တွေရဖို့အတွက်လုံခြုံစိတ်ချရတဲ့အနားယူဖို့နေရာရှာရမယ်မရှင်ကိုနောက်နေ့တွင်အပိသက်ပါသူတို့မသိတာကပရွက်စိတ်နီတွေဟာတကြားကိုမှီဝဲနေကြတော့ပါပဲပြိုင်ဘက်တွေရဲ့လမ်းကြောင်းအတိုင်းလိုက်လို့ပါမှန်ကန်တဲ့အခိုက်အတန့်ကိုစောင့်ယုံပါပဲကံကောင်းထောက်မှစွာပဲခွေးကလေးကသူ့တငယ်ချင်းတွေလိုက်ဖမ်းနေတာကိုသဘောပေါက်သွားတဲ့မင်းတဘိုးကိုအချိန်မီတတိပေးနိုင်စေရန်စီမံသည်ပရွက်စိတ်နှက်များသည်လမ်းဖြတ်ကူးရန်ပြေးကြသည်ရင်တစည်းချင်းကပ်လာသည်ကိုမြင်သောအခါဘီရီဂိုင်းသည်ကြောက်လန့်ပြီးထွက်ခွာသွားသည်သူတို့ရဲ့ခေါင်းဆောင်ကိုတယောက်တည်းထားခဲ့ပါကိုလိုနီနယ်ကိုရောက်တဲ့အခါလုံသမားတွေကအထဲမှာစားစရာတွေယူသွားတယ်သူတငယ်ချင်းလက်ဒီဘုတ်ဆိုတာကိုမန်ဒဘိုကသဘောပေါက်တဲ့အဲ့ဒီနေရာမှာအဆင်မပြေဘူးနောက်ဆုံးတွင်သူဒီတခုလေးသောကွဲပြားသောအင်းဆက်ဖြစ်တည်တာကြောင့်မန်ဒဘိုကသူတငယ်ချင်းကိုသူနဲ့လိုက်ဖို့ဖိတ်တဲ့ကိုလိုနီအပိုင်းစားတစ်ခုစီကိုတင်ဆက်သည်လက်ဒီဘုတ်သည်အီမီသားစုကြီး၏တစိတ်တစ်ပိုင်းအဖြစ်ခန်းစားစေရန်အလုသမားများသည်ဘရင်မထံအစာမျိုးစုံယူဆောင်လာကြသည့်ပရွက်စိတ်ကြီးကိုအစာကျွေးတိုင်းဥတေရောက်ခုသူ၏ပူဇော်တကာကိုတင်ပြရန်မန်တဘို၏အလှည့်ဖြစ်သည့်တင်းငယ်သောအကိုက်ခဲကိုထုတ်ယူခြင်းဖြင့်ဘရင်မသည်စွန့်ရည်နှင့်ပြည့်နေပြီးဦးထောင်ပေါင်းများစွာကိုတပြိုင်နက်ထုတ်လွှတ်သည့်ကိုလိုနီပြင်ပတွင်ဘီဥရပုံအောင်နေသည့်ရန်သူများကိုချောင်းမြောင်းတိုက်ခိုက်ရန်စီစဉ်သည့်ပြိုင်ဘက်တွေရဲ့အားနည်းချက်တွေကိုလေ့လာပြီးမှပရွက်စိတ်ကုန်းကိုပြန်သွားပြီးဘရင်မကြီးရဲ့အခန်းစီကိုရှောက်သွားတယ်ဖြစ်ပျက်ခဲ့သမျှကိုဖုန်ကြီးထံအကြောင်းကြားပြီးနောက်တဝါသည်ပြိုင်ဘက်ပရွက်စိတ်များကိုစစ်ကြေညာရန်အကြံပြုသည့်အကြံပေးစကားကြတော့ဘရင်မကြီးကသူ့လုံသမားတွေကိုစီးလုံးဖို့အမိန့်ပေးတဲ့ရန်သူကိုလိုနီကိုတိုက်ခိုက်ပြီးမြင့်မြတ်သောအစာကိုခိုးယူရန်ချက်ချင်းပင်ပရွက်စိတ်များသည်ထောင်နှင့်ချီသောအတန်းထဲတွင်ရှောက်သွားကြသည့်တို့များစူးပင်များဖြင့်သွားများကိုလက်နက်ကင်ဆောင်ထားသည့်ပန်းတိုင်ကညမိုးချုပ်ရင်ရန်သူနယ်မြေကိုရောက်ဖို့ကစစ်တပ်ကဒီမှန်းချက်ကိုပြီးမြောက်အောင်လုပ်တယ်နေဝင်ရီတရောအချိန်တွင်ပရွက်စိတ်နှက်များသည်ရင်းတို့၏ကိုလိုနီကိုပိတ်ကအနားယူရန်ပြင်ဆင်ကြသည့်ခွေးကလေးအိပ်ပျော်နေစဉ်သူမိသားစုကိုအိမ်မက်မက်သည့်ဘန်းကုတင်အောက်မှသူပြန်တန်းနိုင်တဲ့နေ့ကိုစိတ်ကူးကြည့်တဲ့အပေများ၏အရသာရှိသောဝိရီကိုမြည်စမ်းပါအိမ်မက်ထဲမှရုတ်တရက်အင်းဆက်ကနိုးလာပြီးအပြင်ကိုထွက်သွားတဲ့ခွေးကလေးတစ်ကောင်သည်မြင်း၏အတောင်ပံများကိုစမ်းသက်ပြီးထမှန်ပြန်တန်းရန်စ조사သည်သို့သောအင်း၏တောင်ပံအသစ်သည်မွေးဖွားနေစေဖြစ်သည့်ခန္ဓာကိုယ်လေးချိန်ကိုမြင့်တင်ရန်လုံလောက်သောကြံခိုင်မှုမရှိပါတာပေမဲ့စိတ်တက်ကြနေမဲ့အစားအနီရောင်ခွေးကလေးတစ်ကောင်သည်ဤမျောလင်းချက်များပြန်လဲရှင်သန်လာခဲ့သည်မကြခင်ပြန်တန်းနိုင်တော့မယ်ဆိုတဲ့အတွေးကြောင့်ပျော်တဲ့နောက်နေ့မနက်မှာငလျင်လှုပ်တော့ပရွက်စိတ်နှက်တွေနိုးလာတဲ့ဘာတွေဖြစ်နေလဲသိဖို့သူတို့အားလုံးကိုလိုနီနယ်ကထွက်သွားကြတယ်မကြမီအင်အားကြီးမားသောရန်သူစစ်တပ်ချင်းကပ်လာသည်ကိုတွေးရှိရသည့်အယူမှုများသည်နောက်လေးကွာများဖြင့်ပေါ်လာသည့်ခက်ရင်းနှင့်ပိုးသက်စေးပင်၏အရာအလုံးသည်တကြားအလုံးခဲအနေငယ်ရရှိရန်အနီရောင်ပရွက်စိတ်များသည်ပြိုင်ဘက်ကိုလိုနီကိုလက်နက်မျိုးစုံပြည့်ရန်နောက်လေးခွများကိုအသုံးပြုကြသည်ဒါပေမဲ့ပရွက်စိတ်နှက်တွေကဒီတိုက်ခိုက်မှုကိုဈေးသက်တာနဲ့ခွင့်မပြုပါဘူးသူတို့သည်ထိုဘီလူများကိုဖယ်ရှားရန်ဂွန်းဆာနှင့်အစပရင်တို့ကိုပြစ်ပေါက်ကြသည်သို့တော်လည်းတိုက်ပွဲတွင်အနိုင်ရရန်အခွင့်အလမ်းအလွန်နှဲပါနေသေးသည်သူတို့နယ်မြေထဲမှာရှိနေပေမဲ့ပရွက်စိတ်နှက်တွေကသူတို့ရဲ့အိမ်တွေကိုတနက်နဲ့ပြစ်လို့ပြတ်သွားတာကိုထဲမတွက်ဘူးဘရင်မကြီးနှင့်အရေးပေါ်အစည်းအဝေးတွင်တတုပစ္စည်းများမှကိုလိုနီနယ်များအေတွင်းဝတ်ထားသောဘုံချို့ရှိကြောင်းမန်တဘုံမှတွေ့ရှိခဲ့သည့်ဤဒီမှာရင်းတို့ကိုအသုံးပြုရန်အကောင်းဆုံးအချိန်ဖြစ်သည်ပရွက်စိတ်တွေဟာသူတို့ရဲ့လက်နက်တိုက်တွေကိုကိုလိုနီရဲ့ထိပ်မှာဖြန့်တယ်ရန်သူတွေဖောက်ဝင်ဖို့စ조사နေချိန်ကြောက်တကားကိုဖြိုဖျက်ရန်ထင်းရှူးပုံးကိုအသုံးပြုသည်များပါခရင်ရှိသောအသုံးပြုမှုအတွက်ညွှန်ကြားချက်များကိုဖတ်ပြီးနောက်မန်တဘိုသည်ရရှိနိုင်သောတခုလေးသောမိချစ်ကိုယူသည်မိကိုငိမ့်သက်နိုင်ခဲ့သည်မိချစ်၏ထိပ်ဖြားကိုပါခီဘေးဘက်နှင့်ပုတ်တိုက်ခြင်းအပြင်ထို့နောက်မိစာတစ်ချောင်းကိုမိမိလေးမိပုံးပြန်သည်နေရာတိုင်းသို့ပြန်တန်းပြီးနောက်မြေပြင်သို့ပြန်ဆင်းလာသည်တိုက်ဆိုင်စွာပင်ရန်သူတက်၏ကောင်းသောအစိတ်ပိုင်းကိုဖျက်ဆီးပစ်လိုက်သည်သို့တော်လည်းလက်မောင်းမသေးမီတွင်ကြံသောပြောင်များကိုမိမလင်းနိုင်သေးပါမိငိမ့်သွားပြီး
ဒါကိုသဘောပေါက်တဲ့ဘီယူဒရက်ကသူ့စစ်သားတွေကိုအင်အားပြည့်နဲ့တိုက်ခိုက်ဖို့အမိန့်ပေးတဲ့ခက်ရင်းနဲ့ဘုံများနေရာအနှံ့ပစ်ပေါက်ကြသည့်လက်ဒီဘက်ကသည်သူတငယ်ချင်းများရှင်တန်ရန်တခုလေးသောနီလန်းကိုတီတီသူတို့ခုခံကာကွယ်ဖို့မီရှူမီပန်းတွေတုံးရတာမတ်ပါခကိုကြည့်နေစဉ်တော့အလဲမှာအလားတူတစ်ခုခုကိုတွေးခဲ့ရတာကိုသူမှတ်မိတယ်တကြားတုံးတွေပါတဲ့ဘူးကဘယ်မှာလဲထို့နောက်တတော်ငယ်လေးသည်တစ်တာကိုယူရန်ထိုနေရာသို့သွားရန်စိတ်ကူးရှိသည်မဲတပုံမှအပြည့်အဝထောက်ခံမှုရရှိသည့်အလုပ်သမားတွေကိုဘီနဲ့လေးရင်နဲ့လုပ်ဖို့ညွှန်ကြားတယ်လေဒီပကကိုဘေးကင်းစွာလွတ်မြောက်စေရန်ပရွက်စိတ်နေများသည်ပိုးသက်စီဖြန်းရန်ခွေးလိတ်တကောင်ကိုစ조사ကြသည်တို့ရာတွင်အစိတ်သည်သူတို့ကိုယ်ပေါ်သို့ပြန်တက်လာသည်သူတို့စစ်တပ်ထဲကအစိတ်ပိုင်းတွေကိုဖယ်ထုတ်တယ်လေရင်သည်အမြင့်မှပြုတ်ကျပြီးအပေါ်မှပြုတ်ကျသောအခါခွေးကလေးတကောင်သည်သူ့ဘာသာသူပြန်တန်းနိုင်သည်ဘာလို့လဲဆိုတော့သူ့တောင်ပန်ကအရှိကြီးဆိုတော့လေခိုက်တန်တွင်သူသည်ကိုလိုနီအတွက်တခုလေးသောမျှော်လင့်ချက်ဖြစ်လာသည့်ပိုးကောင်သည်လမ်းပြောင်းပြန်ခရီးကိုဖြစ်စေသည့်အစပြုရာအရက်သို့ပြန်သွားရန်အစာကျွေးရန်ခိတ္တခဏကြာသည်ပြီးမှဆက်သွားပါသူအတောင်ပန်တွေလုံးဝပြန်ကောင်းသွားပြီဆိုတာသိလာတဲ့အထိပျော်ပွဲစားနေရသို့ရောက်သေးစားစရာတွေအကုန်ယူသွားပြီဆိုတာအနီရောင်ပိုးကလေးကသဘောပေါက်တယ်ဒါပေမဲ့ Matchbox ကအဲ့ဒီမှာရှိနေတယ်သူသည်အရာဝတ္ထုကိုမြှောက်ရန်စ조사သည်ဒါပေမဲ့အဲ့ဒီအလေးချိန်အားလုံးကိုမထမ်းနိုင်ဘူးရုတ်တရက်ပင့်ကူလေးတကောင်ပေါ်လာတယ်ပြီးတော့ခွေးကလေးတကောင်ကဘရချယ်ကိုဝှက်ပြီးတစ်တာကိုယူသွားလိုက်တယ်ဒါပေမဲ့ခွေးကလေးကနောက်ကလိုက်သွားတဲ့အားလုံးပြီးရင်တော့သူ့တငယ်ချင်းတွေကိုပြန်ကယ်တင်ဖို့အဲ့ဒီပွဲတွေလိုတဲ့ခွေးကလေးကတောအုပ်ကိုဖျက်သွားတဲ့ညင်းနဲ့နေပြီးဖြစ်၍လမ်းလျှောက်နေထိုပင့်ကူသည်အရာဝတ္ထုကိုယူဆောင်ရန်ကြံစီသည့်နေရာကိုရှာဖွေရန်အမွှေးအမြင်ရှိသောတတဝါသည်ဥမင်လိုင်းကောင်းထဲသို့ဝင်သွားသည်ပိုးကောင်ကဂယုတစိုက်ဖျက်လျှောက်သွားတဲ့ထိုတစ်တာကိုခိုးယူရန်နီလန်းရှာရန်ရည်ရွယ်သည့်ဥမင်၏အဆုံးသို့ရောက်သောအခါပိုးကောင်ပင်ကူသည်အယုတ်အိမ်တွင်၌နေထိုင်သည်ကိုတွေ့ရှိလိုက်ရသည့်အတွက်အံ့ဩမိသည်တတိမထားမိစေရန်တိတ်တိတ်ဆိတ်ဆိတ်နေပါထိုအချိန်တွင်ဖားတကောင်သည်လိုင်းပုတ်နေသည့်ရေအိုင်ထဲမှာပုံနေတဲ့သားကောင်ကိုမျိုးဖို့ခွင့်ရေးကိုစောင့်နေတဲ့ခွေးကလေးကအိမ်ထဲကိုရှောက်သွားပြီးပင့်ကူကိုအဆက်ပြောက်လုပ်တယ်သူ့ဝက်ကိုတိဆောက်ရန်မိချစ်တုံများကိုဘောင်အဖြစ်အသုံးပြုသည့်ထိုအချိန်တွင်ကုန်းနေရည်နေတတဝါသည်သတင်းပေါက်တွင်ပေါ်လာသည့်ပိုးကောင်ပေါ်ဆေးကပ်သောရှာကိုကတ်ထားသည့်ထိုနောက်သူလွတ်မြောက်ရန်အသေးအတန်စ조사ရင်းခွေးကလေးတကောင်ကိုဆွဲခေါ်သွားခဲ့သည့်ကျူးကျော်မှုကိုသတိပြုမိလာသည့်ပင်ကူကလန့်သွားတဲ့နောက်စက္ကန့်အနည်းငယ်အတွင်းမှာအရာအလုံးပိုဆိုးလာမဲ့ခွေးတကောင်ကသတင်းပေါက်မှာတွေ့ကပ်နေတဲ့အခါထို့ကြောင့်အိမ်သည်ဖားထိပ်ပေါ်သို့ကျသွားသည်ကျွေကြပြီးနောက်လက်ဒီဘက်သည်သတိလစ်သွားသည့်နောက်တစ်ကြိမ်အိမ်မက်မက်ပါတော်ထဲမှာမိသားစုနှင့်အတူလွတ်လွတ်လပ်လပ်ပြန်တန်းနိုင်တဲ့နေနိုးလာသောအခါတွင်ပင့်ကူမှကဲတင်ချင်းခံရကြောင်းသိလိုက်ရသည်မကြာမီသူ့လုပ်ဖော်ကင်ဘက်စားဖို့တတိတလုံးပေးသည့်အနီရောင်လေးကိုအစာကျွေးပြီးနောက်တစ်ယောက်ကသူ့ကိုအကြောင်းကြားတယ်သူတငယ်ချင်းတွေကိုကဲတင်ဖို့အဲ့ဒီမီးချစ်ပုံးကိုယူရမယ်ပြီးတော့ပင့်ကူကဂယုမဆိုင်ဘူးလို့ပြောတဲ့အခုတုံနေနေနဲ့တစ်တာကပိုပေါ်ပါပြီးခွေးကလေးကပြန်တန်းချိန်မှာတဲဆောင်သွားနိုင်ပါတယ်ငင်းဤမစ်ရှင်ဤတစိမ့်တစ်ပိုင်းနှင့်အတူပြီးမြောက်ခဲ့သည့်ပိုးကောင်သည်နောက်တစ်မျိုးနှင့်ရင်ဆိုင်ရလိမ့်မည်ကိုလိုနီနယ်ကိုအချိန်မီရောက်ဖို့ဒီခီးရှည်ကြီးကိုလိုနီနယ်ကိုရောက်ဖို့အရန်ကြာရင်နောက်ကျနေပြီဖြစ်၍ပရွက်စိတ်နေများသည့်စစ်ပွဲတွင်အနိုင်ရရှိနေပြီဖြစ်သည်ဟူမှာလန်တဝက်တကောင်ကအင်းဆက်ပိုးမွားတစ်ဖွဲ့ကိုအခြားလိပ်ပြတကောင်ကိုလှမ်းမြင်စေသည်ဒါတွေကရင်ကောင်တွေပဲဆိုတာသိတဲ့အတောင်ပံကိုဆုံးရှုံးစေခဲ့တယ်ဒေါသတကြီးနဲ့တစ်တာကိုပြစ်ချလိုက်ပြီးအဲ့ဒီစိုးသွမ်းသူတွေကိုရင်ဆိုင်ဖို့တွားလိုက်တဲ့ခွေးကလေးတကောင်သည်ရင်ကောင်ဤမျက်နှာတစ်ခုသို့ဓာတ်ငွေထုတ်လွှတ်သည့်ထောင်ချောက်ထဲသို့မြှူဆွဲခြင်းကပထမဆုံးကြိုးပမ်းမှုမှာပင့်ကူဤသူညတွင်ကပ်နေသောအင်းဆက်ပိုးမွားများကိုရရှိရန်ဖြစ်တည်ဒါပေမဲ့သူတို့ဟာဝက်ကနေတဆင့်မြန်မြန်ဆန်ဆန်ပြန်တန်းနေပါတယ်ဒုတိယနီးဖြူဟာကတော့သူတို့ကိုလမ်းတွေပေါ်ဆွဲဆောင်ဖို့ပါချင်းကပ်လာသောကားကိုတွေ့သောအခါခွေးကလေးတကောင်သည်ရင်းစီသို့ပြန်သွားပြီးနောက်ဆုံးစက္ကန့်တွင်꿰သွားအားသည်သို့သောရင်ကောင်များသည်မလွဲမရှောင်သာကားရှိမီနဲ့တိုင်းမီလို့ပြုတ်ကျသွားတဲ့အဲ့ဒီအကျင့်ဆိုးတွေကိုဖယ်ရှားပြီးရင်ခွေးကလေးကသူ့လုပ်ဖော်ကင်ဘက်နေကောင်းရဲ့လားဆိုတာစစ်ဆေးဖို့ပြန်လာပါတယ်ကျေးဇူးတင်တဲ့ပုံစံနဲ့နန်းနယ်ထိုးနောက်လင်မယားနှစ်ယောက်နှုတ်ဆက်ကြသည့်အကြောင်းမူကားတာပေမဲ့မထွက်ခွာခင်မကြခင်မှာပြန်ဆုံတွေ့ကြမယ်လို့သတိပေးခဲ့ပါတယ်ကိုလိုနီခေတ်ကလက်တွေ့ကြပြက်နေပြီးပရွက်စိတ်နဲ့တွေအတွက်တော့အားလုံးဆုံးရှုံးသွားသလိုပဲသူတို့ခွေးကလေးတငယ်ချင်းရောက်လာတာကိုကြားတယ်စစ်ကူတွေနဲ့ရောက်လာသူတွေနောက်နေ့ညနေဆောင်ပြီဆိုလိုဒီမှာတိုက်ပွဲသည်လွန်ခဲ့သော24နာရီကျော်ကစတင်ခဲ့သည့်တငယ်ချင်းကောင်းကိုနှုတ်ဆက်ပြီးနောက်မန်တဘုံနှင့်သူ့အဖွဲ့သည်မီရှူမီပန်းများအားလုံးကိုတပြိုင်နက်တည်းမီးထွန်းသည်ထို့နောက်ပရွက်စိတ်ကုန်းတဝိုက်တွင်မီရှူမီပန်းများလှိုက်လိုက်လဲစတင်လဲပတ်သည်ကိုစောင့်ပါအချို့ကကောင်းကင်သို့ပောက်ကွဲကြသည့်လှပသောအလင်းပြပွဲကိုဖန်တီးပါသို့သောအများစုမှာပရွက်စိတ်နီများနှင့်အတူပောက်ကွဲထွက်လာကြသည်အပူကြောင့်မီးလောင်ပြီးပိုးသက်ဆေးပောက်ကွဲပါတဲ့ကျူးကျော်သူများကိုပင်ခြေမုံးပစ်သည်ဒီအလှမယ်တွေနဲ့သူ့စစ်သားတွေနဲ့ရင်ဆိုင်ရတဲ့စုတ်ခွာရန်တခုလေးသောရွေးချယ်မှုဖြစ်သည့်အခုပြဿနာကမီးငိမ့်ဖို့ပဲဘာကြောင့်လဲဆိုတော့တိုက်ပွဲရဲ့အဆုံးမှာမီးကကံကောင်းစွာနဲ့ဆက်နေတဲ့တောထဲကမီးခိုးတွေကိုမြင်တဲ့လူတွေကမီးတိုက်ဖို့လေရင်ကိုလွှတ်လိုက်တယ်ပြီးတော့အင်းဆက်တွေအားလုံးရှင်သန်နိုင်ခဲ့ပါတယ်နောက်နေ့မနက်မှာပရွက်စိတ်တွေကတွင်းထဲကထွက်လာတယ်
သူတို့၏ကိုလိုနီ၏ကြံကျွင်းသောအရာများကိုအပြင်းထန်ကြည့်ရှုပါစစ်ပွဲအပြီးရက်သက်တစ်ပတ်များကုန်လွန်ခဲ့သည့်အခုလာဒီဘတ်မှာသူ့မိသားစုရှိတဲ့အင်းဆက်ကသူ့မိသားစုအားလုံးကိုပြန်တန်းတက်အောင်တင်ပေးတဲ့ပန်းခင်းပေါ်မှာအတူတူပြန်တန်းကြတဲ့ခွေးတစ်ကောင်ကအမြဲတမ်းအိမ်မက်မက်နေသလိုပဲတစ်ချိန်တည်းမှာပဲပရွက်စိတ်များသည်ပရွက်စိတ်တောင်ကိုပြန်လဲတိဆောက်ရန်အလုပ်စ조사ကြသည်မကြခင်စောင်းရာသည်ရောက်လာတော့မှမို့ပြင်ဆင်ထားဖို့လိုပါတယ်အားလုံးအတူတကွဖြတ်တန်းသွားကြတဲ့မန်ဒဘုံနှင့်လာဒီဘတ်သည်ကြီးမြတ်သောတငယ်ချင်းများဖြစ်ခဲ့သည်ဘယ်တော့မှမခွဲခွာကြတော့ဘူးတာနဲ့ဒီဇက်ကားကိုဘလို့ထင်လဲအောက်ပါမှတ်ချက်များတွင်ကျုပ်တို့ကိုအတိပေးပါတဲ့ရညဗီဒီယိုကိုကြိုက်ရင်ကြိုက်နှစ်သက်ပြီးနောက်ထပ်ရုပ်ရှင်အတူချုံးများအတွက်စည်ရင်းသွင်းလိုက်ပါနောက်တစ်ကြိမ်တွေ့မယ်